နှစ်လကြာပြီးနောက်ဇီမန်ရဲ့ကျန်းမာရေးအခြေအနေကတဖြည်းဖြည်းတိုးတက်လာခဲ့ပါတယ်။အဲ့ဒီနေ့ကကျင်းဝါပြင်သွားတဲ့အချိန်မှာဇီမန်ကသူ့မွေးထားတဲ့လိတ်လေးကိုခိုးယူသွားခဲ့ပါတယ်။ဒါပေမဲ့ပြန်လာတဲ့လမ်းမှာသူတို့နှစ်ယောက်အတူမွေးထားတဲ့ခွေးလေးကသူ့ကိုဝင်တိုက်မိသွားပါတယ်။ဇီမန်ကဘာတမ်းမှမထွက်ရဲပဲအလိုလိုနေရင်ထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကျင်းဝါကသူ့ကိုအိမ်ပြန်ပို့ပေးခြင်းပေမဲ့ဇီမန်ကငင်းဆန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာခွေးကထပ်ပြီးအတန်ကျဲကျဲနဲ့ဟောင်နေပါတယ်။ကျင်းဝါမတိလိုက်တာကဇီမန်ကငိုနေတာပါ။ကျင်းဝါရဲ့လက်ရှိဘဝကိုမထိခိုက်စေဖို့အတွက်မျက်နှာကိုဖုံးကွယ်ပြီးမြို့ကနေထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျင်းဝါအိမ်ပြန်ရောက်တဲ့အခါဇီမန်ရဲ့လိတ်လေးပြောင်းနေတာကိုတွေ့လိုက်ရပါတယ်။ဆိုင်ရှင်ကလည်းခုနကလူတစ်ယောက်လာသွားတယ်လို့ပြောပြပါတယ်။အဲ့ဒီအချိန်မှာခွေးကတကားပေါက်ဘက်ကိုကြည့်ပြီးဟောင်နေတော့မှာပဲ။အဲ့ဒီတော့မှပဲခုနကသူတွေ့ခဲ့တဲ့ခြေထောက်မကောင်းတဲ့သူဟာနှစ်ကြာပျောက်ဆုံးနေတဲ့သူမရဲ့ချစ်သူဖြစ်မှန်းသူမအတိအမှန်မပြုမိခဲ့မှန်းကျင်းဝါသဘောပေါက်သွားပါတယ်။သူမအသေးအတန်ရှာဖွေနေခဲ့တဲ့ချစ်သူကသူမဘေးနားမှာရှိနေတာကိုနှစ်ခါတိုင်သူမမမှတ်မိခဲ့ပါဘူး။သူမအယူမူလိုက်ရှာခဲ့ပေမဲ့ဘလောက်ပဲရှာအဲ့ဒီအရေးကိုထပ်မတွေ့တော့ပါဘူး။ကျင်းမြောင်းတဲ့လမ်းကြားထဲမှာမိန်းကလေးရဲ့ဝမ်းနဲ့ကြေကွဲတံတွေဟိမ့်ထွက်နေပြီးအာကုန်ခန်းတဲ့အထိငိုယိုခဲ့ပေမဲ့ဘသူစီကမှတုံ့ပြန်တံမကြားရပါဘူး။ကျင်းဟွာဆေးရုံကိုသွားမိတဲ့အခါဇီမန်ဆေးရုံကဆင်းသွားတာနှစ်ပတ်ရှိပြီလို့သိလိုက်ရပါတယ်။ကျင်းဟွာစကားမပြောနိုင်ဖြစ်သွားပါတယ်။သူမဇီမန်ကိုတကယ်ပဲထပ်မတွေ့ရတော့မှလား။အဲ့ဒီအချိန်မှာသူမတနေရာကိုရုတ်တရက်တတိယသွားပါတယ်။အဲ့ဒါကတော့သူတို့နှစ်ယောက်ထာဝရချစ်ကြမယ်လို့ကတိပေးခဲ့တဲ့နေရာပါပဲ။တကယ်လဲဇီမန်ကအဲ့ဒီနေရာကိုရောက်နေပါတယ်။သူကလိတ်လေးကိုကန်ထဲလွတ်ပေးလိုက်ပါတယ်။တစ်ချိန်ကကြိုးကြခဲ့တဲ့တစ်ကိုင်းချောင်းနေရာမှာစပွဲနဲ့ကလားထိုင်နှစ်ခုဖြစ်နေတာကိုသူတွေ့လိုက်ရပါတယ်။သူကစပွဲပေါ်ကစာတွေကိုလက်နဲ့စမ်းသပ်ကြည့်လိုက်ပါတယ်။အဲ့ဒီမှာဇီမန်ပြန်လာဖို့ဆူတောင်းထားတဲ့စာသားတွေရေးထားပါတယ်။အဲ့ဒီအချိန်မှာပဲကျင်းဟွာအဲ့ဒီနေရာကိုရောက်လာပြီးဇီမန်ရဲ့မျက်နှာပေါ်ကအမာရုပ်ကိုလက်နဲ့ထိတွေ့လိုက်ပါတယ်။သူဒီလိုမျိုးဖြစ်နေရတာသူမကြောင့်ဆိုတာကျင်းဟွာသိလိုက်ပါတယ်။သူတို့နှစ်ယောက်အကြည့်ချင်းဆုံပြီးတဲ့နောက်မှာတော့ကြာရှည်စွာစောင့်မျှော်ခဲ့ရတဲ့ပွေးပတ်ချင်းတစ်ခုဖြစ်ပေါ်လာပါတော့တယ်။သူတို့နှစ်ယောက်ကိုဘာနဲ့မှထပ်ခွဲလို့မရနိုင်တော့ပါဘူး